ကျွန်တော်ဟာအရင်ကရက်ကွက်ဟောင်းတစ်ခုမှာအထီးကျန်တက်ကြီးရွယ်ကိုတွေနဲ့ရွှေပြောင်းလုပ်သားတွေကိုရည်ရွယ်ပြီးတယောက်ကို$10နဲ့စိတ်ကြိုက်စားနိုင်တဲ့ all you can eat စားတောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်ဟင်းတွေကတော့ဟန်ပန်ကြီးမဟုတ်ပေမဲ့အမြဲတမ်းတန်ရှင်းပြီးရက်ရောထည့်ပေးပါတယ်အသားဟင်း6မျိုးဟင်းသီးဟင်းရွက်ဟင်း6မျိုးကိုအမြဲတမ်းတူပူလေးပြင်ဆင်ထားတာပါဒီလိုရိုးသားဖြောင့်မတ်မှုကြောင့်ပဲအိမ်ဒီနာချင်းတွေရဲ့ထောက်ခံမှုကိုရခဲ့ပြီးကျွန်တော်ဘဝရဲ့အခက်အခဲဆုံးနေ့ရက်တွေကိုကြော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်ငါနှစ်တာကာလအတွင်းတစ်ခါမှပြဿနာမရှိခဲ့ဘူးပါဘူးဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကမှအစ်စ်ပြောင်းလာတဲ့လူငယ်တစ်ယောက်စီကနေအတိတ်ပဲမရှိတဲ့တိုင်းစာတစ်စောင်ရောက်လာခဲ့ပါတယ်တိုင်ရတဲ့အကြောင်းရင်းကတော့ဒန်တေးရဲ့မိဖို့ချောင်ကထွက်လာတဲ့ဟင်းနှံတွေကသူ့တိုက်ခံပြတင်းပေါက်ထဲကိုလွတ်ပြန်ဝင်ရောက်လာပြီးသူ့ကိုပိုက်ဆာအောင်အတင်းအကျပ်နှိုးဆော့တယ်လို့ဖြစ်နေလို့ပါဒါကြောင့်သူဟာကိုမထိန်ချုံနိုင်ပဲပါဆယ်တွေစက်တိုက်မှာစားမိလို့တပတ်တွင်းမှာတင်ကိုလေးချိန်10ပေါင်တက်လာခဲ့ရပါတယ်ဒါဟာသူ့ရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်နဲ့အစားအသောက်ဆိုင်ရာကိုယ်ပိုင်လွတ်လပ်ခွင့်များကိုပြင်းပြင်းထန်ထန်ချိုးဖောက်တာဖြစ်ပါတယ်တဲ့ရက်ကွက်အေယာမန်နေဂျာ Grover ကတီတက်တက်သားတဲ့မျက်နှာပေးနဲ့အဲ့ဒီတိုင်စာကိုစပွဲပေါ်ရိုက်ချလိုက်ပြီးဒါကအင်မတန်ဆိုးဝါးတဲ့တက်ရောက်မှုတွေဖြစ်စေတဲ့ချက်ချင်းပြုပြင်ရမယ်မဟုတ်ရင်နောက်နှစ်တက်တန်းကုန်တဲ့အခါဆိုင်ကန်းငါးရမ်းခွင့်ကိုပြန်လည်သုံးသပ်ရလိမ့်မယ်ကျွန်တော်တိုင်စာကိုကြည့်ပြီးစိတ်ဆိုးလုံးလို့ရေးတောင်းရေးချင်သွားတယ် Grover ဒါကဘာတဘောလဲပြခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်ဟုတ်လားဒန်တီမင်းရဲ့ရည်ရွယ်ချက်ကောင်းတာကိုငါသိပါတယ်တက်ကြီးရွယ်ဦးတွေနဲ့အလုပ်သမားတွေကိုစောင့်ရှောက်ချင်တာကိုငါကိုယ်တိုင်လည်းလေးစားသလိုအားလုံးကလည်းမင်းကိုကျေးဇူးတင်ကြပါတယ်ဒါပေမဲ့ဒီရက်ကွက်ကလူနေထိုင်တဲ့နေရာလက်သမားစည်းကွက်မဟုတ်ဘူးမင်းအနေနဲ့အားလုံးရဲ့ခံစားချက်ကိုငဲရမယ်အထူးသဖြင့်ဘဝအရေးသွေးကိုတန်ဖိုးထားပြီးစီကန်းရှိနေထိုင်တဲ့သူတွေကိုပေါ့မင်းကနေတိုင်းဟင်းချက်တဲ့အနံ့တွေပေးနေတော့သူကဘယ်လိုလုပ်ပြီးသူ့ရဲ့တန့်စင်ဆန်းပြတဲ့ဘဝကိုဖျက်ဆီးရမလဲခန္ဓာကိုယ်ကိုဘယ်လိုထိန်းသိမ်းရမလဲသူ့နေရာမှာဝင်ခံစားကြည့်စမ်းပါ Groverဒါတော့မဟုတ်သေးဘူးဗျာကျွန်တော်ဆိုင်ဖွင့်တာငါနှစ်ရှိပြီးဆိုင်ဖို့မှလည်းစိတ်ကြိုက်စားလို့ရေးထားတယ်သူ့မှာသတင်းပေါက်ရှိတာပဲအနံ့စိတ်အနှောက်အယှက်ဖြစ်ရင်သတင်းပေါက်ပိတ်လိုက်ပေါ့ဒါဆိုပြဿနာပြက်ပြီမင်းအခုထိနားမလည်သေးပါလားဒါကသတင်းပေါက်ဖွင့်တာပိတ်တာနဲ့မဆိုင်ဘူးဒါကစနစ်ပိုင်းဆိုင်ရာပြဿနာဥတီချက်ဆိုင်ရာပြဿနာပဲငါတို့ကနေထိုင်သူတွေကြားထဲမှာကျန်းမာတဲ့လူနေမှုပုံစံကိုပြိုးထောင်ပေးဖို့လိုတယ်မင်းရဲ့စီဦးခဲဘက်အငံခဲတဲ့အစားအစာတွေကလူတွေကိုအလွန်ကြုံစားခြင်းစိတ်ဖြစ်စေတယ်ဒါကလူတွေရဲ့အဆင့်တန်းရှိတဲ့အရာသာခံမှုကိုပျက်စီးစေပြီးငါတို့ရက်ွက်ရဲ့ပုံရိပ်ကိုထိခိုက်စေတယ်ဒါကိုမဖြစ်မနေပြုပြင်ရမယ်ညှိနှိုင်းလို့မရဘူးမဟုတ်ရင်နောက်နှစ်ကျရင်လိုင်စင်ကိုပြန်သိမ်းမယ်မန်နေဂျာ Grover ပြောတာမှန်ပါတယ်ကျွန်တော်ကစိတ်သဘောထားတည်သိမ့်ပြီးအမျှော်အမြင်မရှိခဲ့တာပါချက်ချင်းပြုပြင်ပါမယ်နက်နက်ရှိုင်းရှိုင်းလဲနောက်လဲရပါတယ်ဟုတ်ကဲ့လူသားချင်းစာနာမှုဆိုင်ရာစောင့်ရှောက်မှုကိုအစစ်မြင့်တင်ပေးမယ်လို့အာမခံပါတယ်နေထိုင်သူတိုင်းတိတ်ခါရှိနဲ့အဆင့်တန်းရှိစားတောက်နိုင်အောင်လုပ်ပေးပါမယ် Hey Mac မင်းရှိလားမနှက်ပြန်လာခဲ့ဦးဆိုင်တဲကအကုန်လုံးကိုဖျက်ဆီးပစ်လိုက်ဆိုင်တစ်ခုလုံးအသစ်ပြန်ပြင်မယ်လက်တော့ပြန်ခြင်းနဲ့အစစ်မြင့်ကျမ်းမာရေးစားတောက်ကုန်ကျွန်တော်နာမည်ကဒန်ဒေးပါဟင်းနှံတွေလွတ်ပြန်နေတာကနေထိုင်သူတွေရဲ့အစားအသောက်ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုအတင်းအကျပ်လူယူတာနဲ့အတူတူပဲဖြစ်ပြီးစီကန်းရှိသူတွေရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်နဲ့လူနေမှုတိတ်ခါကိုပြင်းပြင်းထန်ထန်ထိခိုက်စေတယ်ဟုတ်လား Hey Mac ဆိုင်ပြင်မဲ့ကိစ္စအစီအစဉ်ပြောင်းမဲ့ပစ္စည်းတွေအကုန်လုံးကိုဓာတုပစ္စည်းကင်းစင်တဲ့အထူးဆေးတွေနဲ့ကြောက်သားနိုင်ရန်တွေအဖြစ်အစင်းမြင့်လိုက်နှွေးထွေးတဲ့ပရင်ရောင်မီးတွေဆင်လိုက်ဆိုင်ရဲ့လက်မတိုင်းကနေငါကအစင်းမြင့်ပြီးဈေးကြီးတယ်ဆိုတာကိုအော်ဟစ်နေစေချင်တယ် Hey ဘာတွေဖြစ်နေတာလဲဒါကဘာကြီးလဲဒန်တေးရဲ့ဆိုင်ပိတ်သွားပြီးမနေ့ကအထိကောင်းနေသေးတာကိုငါအဲ့ဒီဝတ်သားချိုချင်းကိုဝါအောင်တော့မစားရသေးဘူးတယောက်ကတိုင်လိုက်လို့လားအဖွဲ့ group chat ထဲမှာပြောနေကြတာရက်တော်ကြပြီးငါးလွာကလူတယောက်ကအစားအသောက်တွေကမှွေးလွန်းလို့သူ့ရဲ့ဝိတ်ချတာကိုဖျက်ဆီးနေပါတယ်ဆိုပြီးတိုင်လာတဲ့ဒါကဘလို့အတိတ်ပဲလဲဗျာဟောကြည်စမ်းဒါကဝတ်သား2လပရိုတိန်းမြင့်ကျန်းမာရေးအစားအစာတပွဲကို$22တဲ့ကယ်လိုရီနီးအစားအစာက$18ဆန်လုံးမျိုးထမင်းကတစ်ပကံကို$9ကျန်းမာရေးအစားအစာတပွဲနဲ့ဆန်လုံးမျိုးတစ်ပကံပေါင်းရင်$28$28ဟုတ်လားအရင်က$10တဲ့နဲ့ဘိုက်ကားအောင်စားလို့ရတာအခု$28ပေးမှထမင်း3စီးလောက်ပဲရတော့တယ်ဒန်တေးမင်းယူသွားပြီလားဒါကနေကင်းကြောင်တောင်တပြတိုက်တာပဲမင်းငါတို့ကိုအလကားလုပ်ကြွေးခိုင်းနေတာလားအိမ်နီးနားချင်းတို့ခင်ဗျာစိတ်အေးထားကြပါအခုတစ်ခေါက်ကရက်ွက်ရဲ့လူသားချင်းစာနာမှုဆိုင်ရာတောင်းဆိုချက်ကိုတုံ့ပြန်တဲ့အနေနဲ့စားသုံးမှုပုံစံကိုအစစ်မြင့်တင်လိုက်တာပါတယောက်ကိုတပွဲနှုံးမဲ့ဖြစ်ပြီးဒုတိယအကြိမ်ထပ်ထည့်ပေးစရာမလိုပါဘူးမင်းတို့ရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်ကိုတိတ်ပန်ကြီးကြကာကွယ်ပေးထားတာပါမြင်ကြတယ်မလားဒါမှအဆင့်တန်းရှိတာဒါမှစတိုင်းကြတာရက်ွက်စားတောက်ဆိုင်ဆိုတာဒီလိုအဆင့်တန်းရှိရမယ်အရင်တုန်းကတော့စောက်လုပ်ရေးလုပ်ငန်းခွင်ကအစားအသောက်တွေလိုပဲတကယ်ကိုအဆင့်မရှိပဲတိုက်တစ်ခုလုံးရဲ့ပုံရိပ်ကိုဆွဲချနေခဲ့တာ Preston ပြောတာတကယ်ကိုမှန်တယ် Preston ကတကယ်အရသာရှိသူပဲပြုတ်ထားတဲ့ကြက်ရင်အုံသားတစ်ပွဲကို$22တဲ့$28ဒီကြက်သားကရွှေနဲ့လုပ်ထားတာလားအသား3ဖက်သေးကို$22တကယ်ပဲအဲ့ဒီအစားပန်ကိုပဲတွားထားပြတိုက်ပါလား Mr. Preston မင်္ဂလာပါကျွန်တော်တို့မင်းရဲ့ဝန်ဆောင်မှုအတွက်အသင့်ရှိပါတယ် Mr. Preston မင်းတကယ်ပဲနားလည်မှုလွဲနေပါပြီဈေးနှုန်းတက်မှတ်ချက်ကမင်းရဲ့ခန္ဓာကိုယ်ကိုဘက်စုံပြည့်စုံစွာစောင့်ရှောက်ဖို့အတွက်တီးတန့်ဒီဇိုင်းထွင်ထားတာပါမင်းကခန္ဓာကိုယ်ထိမ့်သိမ့်မှုကိုတန်ဖိုးထားတယ်မလားမင်းကစီကန်းရှိမှုရဲ့စံပြပဲကျွန်တော်တို့ကအပြည့်အဝထောက်ပံ့ပေးရမယ်အခုတော့ပြည့်စုံသွားပြီအရာအလုံးကိုအေးခံစနစ်နဲ့လှုပ်ထားလို့မိကိုလည်းမထွက်ဘူးအနံ့လည်းမရှိဘူးမင်းကိုအနှောက်အယှက်ပေးမယ်အနံ့အသက်တစ်ခုမှမရှိတော့ဘူးကြက်ရင်အုံသားပြုတ်လို့ခြင်းလားကုတ်ကိုပဲစကင်ဖက်လိုက်ပါ917,922 917,922မင်းလိုနီးပညာထက်တန်းလွာအတွက်တော့ဒါကအကျွေးစိတ်လေးပါပဲဒါဆိုသူပေါ့$10တန်ဆိုင်ကိုတိုင်ခဲ့တဲ့လူပြက်ကသူပေါ့မင်းတယောက်တည်းရဲ့ဝိချတာပျက်စီးလို့ဆိုပြီးရက်ွက်တစ်ခုလုံးတန်မိုးနဲ့စားစာတွေဆုံးရှုံးခဲ့ရတာပေါ့မင်းတကယ်ပဲလားကိုပါဇက်ကိုမထိန်နိုင်ပဲနဲ့မဟုတ်ဘူးရှောက်မပြောနဲ့ငါက
Mr. Preston ကျေးဇူးပြုပြီးစိတ်မဆိုးပါနဲ့ဘယ်သူမှမကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူးသူတို့ကမင်းရဲ့စီကံရှိမှုနဲ့မြင်မာတဲ့အရာသာခံမှုကိုအံ့ဩကြည့်ကျူးနေကြတာပါဒါကဒီနေ့ရဲ့ကျမ်းမာရေးအစားအစာ10မျိုးပြင် juice နဲ့အာဟာရဖြစ်ဆွတ်စာတွေပါဝင်ပါတယ်မင်းမပြီးရင်လက်တစ်ချောင်းတောင်လှုပ်เสียမလိုပါဘူးမင်းရဲ့လက်ထဲအရောက်လာပို့ပေးမဲ့တိတက်လူတယောက်ရှိပါလိမ့်မယ်တယောက်ချင်းစီအတွက်တိတက်ဝင်ဆောင်မှုမို့လို့မင်းပြီးရင်တပားလို့ခံစားရစေရမယ်လို့အာမခံပါတယ်ဘာကြည့်နေတာလဲငါရှိကဖယ်ဆန်း Mr. Preston ဒါကအစပဲရှိသေးတာပါငါအပြစ်မဟုတ်ဘူးငါကဘာလို့တိုက်ခိုက်ခံနေရတာလဲငါကငါရဲ့အခွင့်အရေးကိုကာကွယ်တာပဲကျမ်းမာတဲ့ဘဝကိုလိုလားတာဖြစ်လားကောင်းပြီလေမင်းတို့အားလုံးကအဲ့ဒီအောက်တန်းစားထမင်းချက်ဘက်ကရက်တည်နေကြမှာတော့ငါ့ကိုအပြစ်မတင်တဲ့နတ်တေးရဲ့မိဖို့ချောင်ကမတန်တဆဈေးတင်နေတဲ့ကုန်ကြစည်တွေမြင့်နေတဲ့နေထိုင်သူတွေရဲ့စားတောက်မှုစနစ်ကိုပြင်းပြင်းထန်ထန်နှောက်ယှက်နေတဲ့စီးမြင့်တွေကိုချိုးဖောက်နေတယ်လို့ထပ်တိုင်မယ်ဒီကိုလာစန်းတန်တေးမင်းပါတွေလှုပ်လိုက်တာလဲတိုင်းစားတွေအများကြီးပဲမန်နေဂျာဂရိုဘာကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲမှုတိုးတက်မှုကိုအစီရင်ခံပါရစေရာနှုန်းပြည့်အောင်မြင်ပါတယ်မန်နေဂျာဂရိုဘာကြည့်လိုက်ပါဒီတစ်ခေါက်စားသုံးသူအစင်းမြင့်တင်မှုအပြီးမှာတော့ကျွန်တော်တို့ဟာဟင်းချက်နှံတွေကြောင့်ဖြစ်ရတဲ့ခန္ဓာကိုယ်ပုံစံစိုးရိမ်ပူပန်မှုတွေကိုအမြင့်ကနေအပြီးတိုင်ဖယ်ရှားနိုင်ခဲ့ပါပြီတန်ရှင်းတဲ့စားသုံးမှုစနစ်ကိုအပြည့်အဝအကောင့်ထဲပေါ်နိုင်ခဲ့ပြီးကယ်လိုရီတွေကိုတိတိကျကျထိန်းချုပ်ပေးနိုင်ခဲ့ပါတယ်အလွန်ကြုံစားခြင်းစိတ်ကိုလည်းထိရောက်စွာဖယ်ရှားပေးနိုင်ခဲ့ပါတယ်အင်မတန်ကောင်းတဲ့ဒန်တေးဘာမှဖိအားမထားပါနဲ့မင်းလုပ်เสียရှိတာကိုဆက်လုပ်စိတ်ချပါကျွန်တော်မင်းကိုစိတ်ပြည့်စေမှာမဟုတ်ပါဘူးဒန်တေးဟေးတန်တေးဘယ်လိုဖြစ်သွားလဲမန်နေဂျာဂရိုဘာကဘာပြောလဲငါတို့အရင်လိုပုံမှန်အတိုင်းပြန်လုပ်လို့မရဘူးလားတန်တေးကျေးဇူးပြုပြီးမန်နေဂျာဂရိုဘာကိုပြောပြပါဦးငါတို့တကယ်ပဲအဲ့ဒီလိုမိုးပြန်နေတဲ့ဈေးနှုန်းတွေကိုမတက်နိုင်ဘူးငါမိမ6တွေ့တဲ့ပေါင်မုတ်ကိုပဲဝါနေရတာ3ရက်ရှိပြီမှန်တယ်တန်တေးအလုပ်သမားတွေကတနေ့လုံးအလုပ်လုပ်ပြီးအစားတောက်အတွက်$3ကုန်တာတော့ဘိုင်းမဝဘူးဘယ်သူကခံနိုင်မှလဲအရင်လို$10နဲ့စိတ်ကြိုက်စားလို့ရတဲ့ဆိုင်လေးပဲပြန်ဖွင့်ပေးလို့မရဘူးလားမင်းနိုင်သွားပြီးဒန်တေးမင်းနောက်ဆုံးတော့ရက်ွက်တစ်ခုလုံးကိုမင်းကိုကြောက်အောင်လုပ်နိုင်ခဲ့ပြီးအဲ့ဒီဒန်တေးကငါတို့ကိုလမ်းပြပေးလိုက်တာပဲအစားတောက်ပမာဏကိုထက်ဝက်လျှော်ဈေးနှုန်းကိုသုံးဆမြင့်အဲ့ဒီပတ်စံမရှိတဲ့ကောင်တွေလည်းစားရမှာပဲမစားချင်ရင်လည်းပေါင်မှုပဲဝါနေပေါ်ဘာပဲဖြစ်ဖြစ်ဒန်တေးကဒီကိစ္စကိုစတင်ခဲ့တာဖြစ်ပြီးအဲ့ဒီထိပ်ပြောင်အင်ယာမန်နေဂျာကတောင်သူ့ကိုစံပြအဖြစ်သတ်မှတ်ခဲ့သေးတာသူ့နောက်ကိုသာလိုက်ဒါဆိုမမဘူးပတ်စံရှာတာဘာမှမမဘူးတယောက်ရောက်လာပါဦးမြန်လူတယောက်လဲကျသွားလို့တွေ့ရင်းတကြားတက်နေပြီးအာဟာရချို့တက်နေတာသူတကြားတက်ဂလူးကို့စ်လိုအပ်နေတယ်တော့ဒါငါမြေပြီးခဲ့တဲ့အချိန်ကခြံခဲ့တာမလုံနဲ့အောင်ကျေးဇူးတင်ပါတယ်ဒန်တေးအခုတက်တာသွားပါပြီဒန်တေးမင်းတည်ရလားမင်းအဲ့ဒီ$10နဲ့စိတ်ကြိုက်စားတဲ့ဆိုင်ကိုပိတ်လိုက်ကြတဲ့ကလမ်းတစ်ခုလုံးမှာရှိတဲ့ဆိုင်တွေအကုန်လုံးဈေးတွေအယူမူတင်လိုက်ကြတာလောဝက်နီးပါးရှိပြီးဒီအဖွားဥခါများတနေ့ကိုပေါင်မုတ်6တစ်ဖက်တည်းနဲ့ရှင်တန်နေခဲ့ရတာသူတကယ်ပဲစားလောင်လုံးလို့မေးလဲသွားတာမဟုတ်ဘူးကျွန်တော်ဒါကိုလုံးဝလက်မခံနိုင်ဘူးအဖွားတော်လီမစ္စတာဝေးကျွန်တော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီပတ်စံကိုလက်မခံနိုင်ပါဘူးညင်းပါတယ်ဒါကိုကျွန်တော်စီကချေးတယ်လို့ပဲသဘောထားလိုက်ပါအဖွာနောက်တစ်ခါမြေပြင်ပေါ်မှာထပ်ပြီးမင်းမလဲချင်ဘူးမလားအိမ်နီးနားချင်းတွေနဲ့အဝေးကသားသမီးတွေကိုနေတိုင်းစိတ်ပူအောင်မလုပ်ပါနဲ့ကျွန်တော်စီကချေးငွေလိုပဲသဘောထားလိုက်ပါကျွန်တော်အဖွာတော်လေးကိုဒီတိုင်းစားလောင်ပြီးလဲကြမခံနိုင်ပါဘူးတကယ်မခံနိုင်ပါဘူးဒီနေ့မိုးလွဲပိုင်းကကျွန်တော်တို့ရက်ွက်ကအဖွာတော်လေးအသက်ကြီးမှတယောက်တည်းနေထိုင်ပြီးစေးဖို့လေးရဖို့ပင်စင်လာစာနှဲငယ်လေးနဲ့ရုန်းကန်နေရတဲ့အဖွာဦးဟာဆိုင်ပြင်ဘက်ကကွန်ကရစ်လမ်းပေါ်မှာစားလောင်လုံးလို့လဲကျသွားခဲ့ပါတယ်သူဘာလို့လဲကျရတာလဲအကြောင်းကတော့ဒန်တေးရဲ့မိဖို့ချောင်းဟာအရင်က$10နဲ့အသားဟင်း6မျိုးဟင်းသီးဟင်းရွက်ဟင်း6မျိုးကိုစိတ်ကြိုက်ကြွေးခဲ့တာဖြစ်ပြီးဒါဟာအဖွားတော်လေးတက်နိုင်တဲ့တခုတည်းသောပူပူနွေးနွေးထမင်းတက်နဲ့ဖြစ်ခဲ့လို့ပါဒါကိုလူတစ်ယောက်ကဟင်းနှံတွေမွေလွန်းလို့သူ့ရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်မှုကိုထိခိုက်ပါတယ်ဆိုပြီးတိုင်ခဲ့ပါတယ်ဆိုင်ကလည်း$22နဲ့ကျန်းမာရေးအစားအစာတွေဖြစ်အတင်းကျပ်ပြောင်းလဲခဲ့ရပြီးလမ်းတစ်ခုလုံးကဆိုင်တွေပါလိုက်ပြီးတယောက်ကိုအနည်းဆုံး$30အထိဈေးမြင့်ခဲ့ကြပါတယ်အဖွားတော်လီကစေးဖို့အတွက်ပတ်စံစုချင်တာကြောင့်ပေါင်မုတ်6တစ်ဖက်တည်းနဲ့အသက်ဆက်ခဲ့ရပြီးလောဝက်နီးပါးအထိတောင်းခံခဲ့ရကနေအခုလိုလဲကျသွားခဲ့ရတာဖြစ်ပါတယ်ဗီဒီယိုပို့တင်လိုက်ခြင်းအိုအလိုက်အားလုံးတေချာကြည့်ကြစမ်းရက်ွက်ရဲ့ group chat ထဲမှာပြဿနာတွေရှာပြီးဒန်တေးရဲ့မတန်တဆဈေးနှုန်းတွေကြောင့်အိမ်ယာရုံးကိုတိုင်ဖို့အားလုံးကိုတွန်းအားပေးခဲ့တဲ့အကောင့်ရဲ့လက်ဖက်တွက်စာ$10တန်ဆိုင်ကိုဖျက်ဆီးခဲ့တဲ့ Preston ရဲ့နဲ့အတိအကျတူညီနေပါတယ်သူကိုယ်တိုင်တိုင်စာပို့ပြီးရက်ွက်တစ်ခုလုံးရဲ့တက်တာတဲ့အစားအစာတွေကိုလူယူခဲ့တာဖြစ်ပြီးတော့မှလူတွေကိုလှုပ်ဆော်ပြီးဒန်တေးကကလဲစားချင်နေပါတယ်ဆိုပြီးထက်တိုင်တာဖြစ်ပါတယ်ဒါဘလို့အောက်တန်းစားမျိုးလဲငါတို့အားလုံးဒန်တေးအပေါ်မှားခဲ့ကြတာလားသူကကလဲစားချင်နေတာမဟုတ်ဘူးသူကထွက်ပေါက်မရှိအောင်ထောက်ပိတ်အကြက်ကန်ခံခဲ့ရတာအတ္တကြီးတဲ့ Preston ကြောင့်လမ်းပေါ်ကစားတောက်ဆိုင်တွေအကုန်လုံးဘလို့ဖြစ်ကုန်လဲဒန်တေးကလူဆိုးမဟုတ်ဘူးသူကဓာစာခံဖောက်ကိုက်ဖြစ်အောင်အတင်းလုတ်ခိုင်းခံရတာသူကဒီရက်ွက်ရဲ့အတိတ်ပဲမရှိဆုံးအမှန်တရားဖော်ထုတ်ပေးခဲ့တာအစ်စ်အမှန်လူဆိုးတွေကတော့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်ဆိုင်ရဲ့နောက်ွယ်မှာပုံနေတဲ့အတိုင်းတောထူတူနဲ့သူ့ရဲ့ပလင်ပေါ်မှာထိုင်ပြီးတရားတွေဟောနေတဲ့အိမ်ယာမန်နေဂျာဂရိုဗာပဲဖြစ်ပါတယ် Preston ငါတို့ရက်ွက်ထဲကထွက်သွားစမ်းမင်းရဲ့ကျမ်းမာရေးပတ်ဝန်းကျင်ဆိုတာစင်ရဲသားတွေရဲ့ဝမ်းစာရေးကိုနင်းချပြီးတိဆောက်ထားတာမင်းလူတွေကိုအဆုံးအထိတွန်းပို့ပြီးအခုမှအပြစ်မရှိသလိုလာမလုံးနဲ့ကျမကနှိမ့်ကွေးတဲ့အဖွားကြီးတယောက်ပါဘာကူမှမြင်မြန်ဆက်ဆန်းမသိယူနိုင်ပါဘူးအဖွားတော်လီကျွန်တော်ကိုအာမနာပါနဲ့နေတာဘာကြောက်เสียရှိလဲအဖွားဒီမှာအေးစစ်စစ်စိတ်ချလက်ချအလုပ်လုပ်ပါစားစည်းနေစည်းအလကားအပြင်လာစားလဲအပြည့်ဝပေးပါမယ်တခြားဘာကူမှစိတ်မပူနဲ့မိုးပြူရင်တော့ကျွန်တော်ခံပေးမယ်ဒန်တေးအပြင်ကလူတွေပြောနေကြတာတော့ Mr. Preston ဒီရက်ပိုင်းအဆင်မပြေဘူးတဲ့သူအဆင်ပြေမပြေဒါကျွန်တော်ကိစ္စမဟုတ်ဘူးကျွန်တော်ကကျွန်တော်ရဲ့မိဖို့ချောင်းနဲ့ကျွန်တော်ခေါ်လာတဲ့လူတွေကိုပဲဂရုစိုက်တဲ့အဖွားတို့ဘိုက်ဝဝစားရဖို့ကတခြားအရာအလုံးထပ်ပိုရေးကြည့်တယ်
ငါမသွားပြီငါတကယ်မသွားမှန်းသိပါပြီငါကဝိနေနေပဲချချင်ခဲ့တာဘာလို့အားလုံးကငါ့ကိုမုန်းနေကြတာလဲဘာလို့လဲငါမသွားပြီတကယ်မသွားမှန်းသိပါပြီငါအဲ့ဒီတိုင်စာကိုမပို့ခဲ့တင်ဘူးငါဒီလောက်အတ္တမကြီးတင်ဘူးငါကတကယ်အယူပဲကျေးဇူးပြုပြီးငါတောင်းပန်ပါတယ်ဒေါ်လာ30တန်ဆိုင်ကိုပြန်ဖွင့်ပေးပါရက်ွက်ထဲကလူတိုင်းကိုငါတောင်းပန်ပါမယ်ဆုံးရှုံးမှုအားလုံးကိုလည်းငါအိတ်ကက်ထဲကဆက်ရောပါမယ်ဘလောက်ပဲဖြစ်ဖြစ်အရာအားလုံးအရင်လိုပြန်ဖြစ်နိုင်မယ်ဆိုရင်ပေါ့ Preston ငါဒီရက်ွက်တစ်ခုလုံးကြောင့်ယူတော့မယ်ဒီမှာနောက်ထပ်တစ်စက္ကန့်တောင်မနေနိုင်တော့ဘူးအခုမှမင်းမမှန်းသိတာပေါ့ Preston မင်းပြောခဲ့တာလေဟင်းနှံတွေလွတ်ပြန်နေတာကနေထိုင်သူတွေရဲ့အစားအသောက်ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုအတင်းအကျပ်လူယူတာနဲ့အတူတူပဲဖြစ်ပြီးစီကန်းရှိသူတွေရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်နဲ့လူနေမှုတိတ်ခါကိုပြင်းပြင်းထန်ထန်ထိခိုက်စေတယ်။ဒါကအင်မတန်ဆိုးဝါးတဲ့တက်ရောက်မှုတွေဖြစ်စေပြီးရက်ွက်ရဲ့ပုံရိပ်ကိုပျက်စီးစေတယ်ဒါကိုမဖြစ်မနေပြုပြင်ရမယ်။ကဲ Mr. Preston မင်းတခုတော့မှားသွားပြီးငါဆိုင်ကိုပြောင်းလဲလိုက်တာကမင်းရဲ့တနာစရာကောင်းတဲ့တိုင်စာကြောင့်မဟုတ်ဘူးဒါကအင်ယာရုံးရဲ့ထက်မြက်တဲ့ဆုံးဖြတ်ချက်ကြောင့်ပဲငါကခိုင်းတာလို့ရတဲ့ထမင်းချက်တယောက်ပါတေချာမျက်လုံးဖွင့်ကြည့်လိုက်ဦးဒီတန်ရှင်းစမ်းပြတဲ့အစားအသောက်ပုံစံကိုမန်နေဂျာ Grover ကအင်မတန်သဘောကျပြီးစံပြပြုပြင်ပြောင်းလဲမှုအဖြစ်သူကိုယ်တိုင်လက်မှတ်ရေးထိုးပေးခဲ့တာဒါကရက်ွက်တစ်ခုလုံးမှာကြော်ညာနေတဲ့စံပြအလုပ်ပဲငါကတာမန်ထမင်းချက်တယောက်ပါမင်းအခုမှနောင်တရတဲ့ဆိုယုံနဲ့ငါကဘလို့လုပ်ပြီးအရင်တိုင်းပြန်ပြောင်းရင်းမှလဲဒါကအင်ယာရုံးရဲ့မျက်နှာကိုဖျက်ရိုက်တာနဲ့အတူတူပဲငါမှအဲ့ဒီလိုတတိမျိုးမရှိပါဘူးရန်သူကိုတနာညတာတာကကိုယ့်လေပင်ကိုဓာတ်နဲ့ပြန်ထောက်တာပဲမပေးယူဟေး Director Hammond Director Hammond ဘာများညွှန်ကြားချက်ရှိလို့လဲခင်ဗျာ Grover မင်းတို့ရက်ကွက်ကစားတောက်ဆိုင်ဈေးနှုန်းတွေတက်ကုန်တဲ့ကိစ္စဘာဖြစ်တာလဲကွန်မန့်တွေမှာမိတောက်နေပြီးမင်းမမြင်ဘူးလား Director Hammond ကျေးဇူးပြုပြီးစိတ်မပူပါနဲ့ကျွန်တော်တို့တက်ကြွစွာကင်တွယ်နေပါတယ် Manager Grover ဒါကိုကြည့်လိုက်ပါဦးဗီဒီယိုသတင်းဟေးအားလုံးပဲဒီနေ့ကျွန်တော်တို့ကြည့်နေတဲ့စားတောက်ဆိုင်ကတော့တကယ်ကိုမယုံနိုင်စရာပါပဲအရင်က$10နဲ့စိတ်ကြိုက်စားလို့ရတဲ့ဝက်သားနှစ်ဆိုင်ကနေအခုတော့ပြုတ်ထားတဲ့ကြက်ရင်အုံသား3ဘက်ကို$22ဖြစ်သွားပါပြီအနားမှာလည်းမီနူးပုတ်ရှိတယ်အစင်းမြင့်ကျမ်းမာရေးအစားအစာတစ်ပွဲကို$88တဲ့အရင်ကလူတွေဒီမှာပူပူနွေးနွေးစားနိုင်ခဲ့ကြပေမဲ့အခုတော့ဘယ်သူမှမတက်နိုင်တော့ပါဘူးဒီလိုတွေးဆုပ်တာကမျက်ပင်ဖြတ်တာမဟုတ်ဘူးလူတိတ်ခါကိုဖြတ်တောက်တာဖြစ်ပါတယ်ကြားရတဲ့လောက်တော့ဒီကိစ္စကနေထိုင်သူတယောက်ကအစားအသောက်တွေငွေလုံးလို့သူ့ဝိတ်ချတာပျက်စီးပါတယ်ဆိုပြီးတန်ရာကနေစတာပါဒါပေမဲ့အဲ့ဒီစံပြအစင်သတ်မှတ်ချက်ကိုလက်မှတ်ထိုးပေးခဲ့တဲ့အိမ်ရခေါင်းဆောင်ကိုကျွန်တော်မေးချင်ပါတယ်မင်းတို့ရဲ့လူသားချင်းစာနာမှုဆိုတာဘယ်ရောက်သွားပြီလဲဘယ်ကိုပြောက်ကွယ်သွားတာလဲမန်နေဂျာ Grover ခရိုင်ရုံးကဖုန်းလာနေပါတယ်လက်ကင်ဖုန်းကတော့ TV သတင်းဌာနကထင်တယ်မြန်ဒန်တေးကိုအခုချက်ချင်းခေါ်ခဲ့စမ်းမစ္စတာဒန်တေးဟေးနောက်ဆုံးတော့ရောက်လာပြီပဲထိုင်ပါဒန်တေးမင်းဒီရပိုင်းအများကြီးခံစားခဲ့ရမှာပါမင်းလည်းသိတဲ့အတိုင်းခရိုင်ရုံးကအကြီးအကျယ်ဖိအားပေးခံနေရတဲ့အဲ့ဒီဗီဒီယိုရဲ့ရိုက်ခတ်မှုကတကယ်ကိုဆိုးဝါးတယ်ဒါကြောင့်ငါတို့နည်းနည်းလောက်လိုက်ရောညီထွေလုပ်လို့မရဘူးလားဈေးနှုန်းတွေကိုနည်းနည်းလျှော့တာဖြစ်ဒါမှမဟုတ်အရင်ပုံစံဟောင်းတိုင်းပြန်လုပ်လိုက်တာပိုကောင်းမယ်ခရိုင်ရုံးကလည်းအဲ့ဒီလိုပဲသဘောရတယ်မန်နေဂျာ Grover ဒါတော့မရဘူးဗျဒီတက်ရှင်းစံပြတဲ့စားတောက်မှုပုံစံကမင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လေးမင်းကိုယ်တိုင်စံပြပြုပြင်ပြောင်းလဲမှုအဖြစ်လက်မှတ်ထိုးခဲ့တာအဲ့ဒီစာရွက်စာတမ်းအဖြူမဲနဲ့ရှိနေတော့ပဲကြာသေးတာလည်းမဟုတ်ဘူးအခုမှပြန်ပြောင်းမယ်ဆိုတာကငါတို့ကိုယ့်ဘောက်ကိုအသုံးမကျမှန်ဝန်ခံပြီးကိုယ့်မျက်နှာကိုပြန်ရိုက်တာပဲဒါအပြင်မန်နေဂျာ Grover မင်းရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းဖို့အတွက်ကျွန်တော်မှရှိသမျှပတ်စံအကုန်သုံးလိုက်ရတဲ့ဆိုင်တစ်ခုလုံးအသစ်ပြင်ရတဲ့စက်ပစ္စည်းအသစ်တွေတီးတန့်စပွဲခုံတွေပကံခွဲရောက်တွေဆိုင်းပုတ်တွေပါအသစ်လုပ်ခဲ့ရတာအခုကျမှစကားတခွန်းနဲ့အကုန်ပြန်ပြောင်းခိုင်းတော့ကျွန်တော်ရင်းနှီးခဲ့သမျှဘသူကရော်ပေးမှလဲမန်နေဂျာ Grover ကျွန်တော်ကိုငဲ့ညာပါဦးငါကထမင်းချက်တယောက်ပါပတ်စံနဲ့ဆုံးရှုံးတာကကိစ္စမရှိပေမဲ့အိမ်ရခေါင်းဆောင်တယောက်ကစိတ်ကူးပေါက်တယ်လို့ဆုံးဖြတ်ချက်တွေချအချိန်မရွေးစကားတွေပြောင်းလဲပြီးအသေးစားလုပ်ငန်းရှင်တယောက်ကိုဓာတ်စာခံလုပ်တာအိမ်ရယုံကသူ့ရဲ့တိတ်ခါကိုအနေထိုင်စေခြင်းသေးရဲ့လားဒန်တေးဒါဆိုမင်းပါအကြံပြုခြင်းလဲလူတို့ရဲ့ဝေဖန်တမ်းတွေကိုဒီအတိုင်းဆက်ပြီးမိတော့မခံနိုင်ဘူးမန်နေဂျာ Grover ကျွန်တော်မှာကောင်းတဲ့အကြံဉာဏ်မရှိပါဘူးကျွန်တော်ကယူသားဖြောက်မှတ်တဲ့အသေးစားလုပ်ငန်းရှင်တယောက်ပါအကယ်၍အိမ်ရယုံကကျွန်တော်ရဲ့ကုန်ကျစရိတ်အားလုံးကိုအပြည့်အဝပြန်ရုပ်ပေးမယ်ဆိုရင်တော့ကျွန်တော်မျက်ရည်တွေနဲ့အတူအဲ့ဒီမိုးပြန်နေတဲ့ဈေးနှုန်းတွေကိုချက်ချင်းပြန်ပြင်ပါမယ်အမှန်တရားပေါ်ပေါက်ခြင်းနဲ့အောင်ပွဲဒန်တေးမင်းရဲ့တခွားချင်းကတကယ်ကိုအရသာရှိတာပဲအပြင်ကဝယ်စားတာတွေထပ်ပိုပြီးကျွတ်ဆက်တယ်ကျွန်တော်အဖွားစီကတင်ယူခဲ့တာလေပြီးခဲ့တဲ့အချိန်ကအဖွားမိဖို့ချောင်းထဲမှာတခွားချင်းလုံနေတာကိုကျွန်တော်ခိုးကြည့်ထားတာဒန်တေးရော့ဒါကိုပြန်ယူလိုက်ပြီးခဲ့တဲ့အချိန်ကမင်းကျမကိုပေးခဲ့တဲ့ပတ်စံနဲ့အပူလုံးအားခါတွေကျမဒါကိုမသိမ်းထားနိုင်ဘူးကျမအလုပ်လုပ်နိုင်ပါတယ်ကျမစားဖို့အတွက်ကိုယ်တိုင်ရှာဖွေနိုင်ပြီးအကျွေးဆိုတာဆက်ရမယ်ယူလိုက်ငါတို့ကြည်သွားပြီအဖေဒါကိုဘသူစီပို့မှလဲအဖွားတော်လေးကငါ့ကိုဒီတက်တွေအကုန်လုံးစူးစီးခိုင်းတာမနှက်ဖြန်ကြရင်တယောက်ယောက်ကဒါကို online ပေါ်နေရအနှံ့တင်ပေးလိုက်မယ် Preston တင်မဟုတ်ဘူးနောက်ထပ်လူများကြီးအမှတ်တရားကိုမြင်ရမယ့်အချိန်ရောက်ပြီးဒီရက်ကွက်ကဘာဖြစ်နေတာလဲငါတို့ဘယ်ခေတ်မှာရှင်တန်နေတာလဲအခုထိတာမန်လူတွေကိုအယူလို့ဆက်ဆံနေတဲ့သူတွေရှိနေတော့ပဲအဲ့ဒီ Preston ကတကယ်ကိုအတ္တသမားပဲဒါပေမဲ့ကျွန်တော်ကိုတကယ်ရင်ခွဲစေတာကတော့အိမ်ယာမန်နေဂျာရဲ့အရာကိုအာဏာပြတဲ့စနစ်ဆိုးကလူတွေကိုတတ်နေပြီးဘယ်တော့မှအပြစ်ပေးမခံရတာပဲကောင်းမှုလုပ်တဲ့လူတစ်ယောက်ကကြိုက်ခဲခံရပြီးနောက်ဆုံးမှဓာတ်စာခံဖြစ်သွားရတယ်ဒန်ဒီကကလဲစားချင်နေတာမဟုတ်ဘူးသူကဒီရက်ကွက်ရဲ့အတိတ်ပဲမရှိဆုံးအမှန်တရားကိုဖော်ထုတ်ပေးခဲ့တာမန်နေဂျာ Grover
အထက်ကအမိန့်ကြလာပြီးဒီကိစ္စကိုချက်ချင်းစုံစမ်းစစ်ဆေးဖို့နဲ့ပွင့်လင်းမြင်သာမှုရှိဖို့ပြီးတော့ပတ်သက်နေတဲ့အိမ်ယာမန်နေဂျာကိုစုံစမ်းစစ်ဆေးမှုမပြီးမချင်းယာတုကနေရပ်ဆိုင်းထားဖို့ဇက်သိန်းနဲ့တင်ကန်းစာအားလုံးပဲလာကြပါဦးမြင်လာကြည့်ကြပါကြည်စမ်းပါအိမ်နီးနားချင်းတို့ကျွန်တော်ကအိမ်ယာမန်နေဂျာ Grover ပါဒီနေ့အားလုံးရဲ့ရှေ့မှောက်မှာကျွန်တော်မင်းတို့အားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တန်တေးရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာအိမ်ယာရုံးရဲ့ချီးကျူးမှုကိုခံခဲ့ရပါတယ်တန်တေးငါမင်းကိုတောင်းပန်ပါတယ်ဂယုဏတက်ပါဦးငါတို့ကိုထွက်ပေါက်ပေးပါဦးဒါကအွန်လိုင်းပေါ်မှာဆက်ပြီးရေပန်းစားနေရင်ငါဆိုင်လဲပြောင်းရလိမ့်မယ်ဒီရက်ကွက်ရဲ့ပုံရိပ်လဲလုံးဝပျက်စီးလိမ့်မယ်ငါတို့ဒီမှာ9နှစ်ရှိပြီငါနှစ်မင်းရက်ကွက်တစ်ခုလုံးအင်တာနက်ပေါ်မှာလှောင်ပြောင်းစရာဖြစ်နေတာကိုဒီအတိုင်းထိုင်ကြည့်မနေနိုင်ပါဘူးမန်နေဂျာ Grover သူ့မျက်လုံးတွေဝေးလဲကုန်ပြီးကျွန်တော်ကတာမန်သမင်းချက်တယောက်ပါကျွန်တော်မှအဲ့ဒီလိုအာဏာမျိုးမရှိပါဘူးကျွန်တော်တခုပဲဂယုစိုက်တယ်ကျွန်တော်ရင်းနှီးခဲ့တဲ့များပတ်စံတွေစိုင်းပြနာလောက်အားခဆက်ပစ္စည်းဒီဇိုင်းဘသူကရောပေးမှလဲတော်ပြီငါတို့အပြည့်ဝပြန်လျှော်ပေးမယ်မင်းရဲ့ကုန်ကြစည်အားလုံးကိုအိမ်ယာရုံးကအောက်အေးပြီးပေးပါမယ်အပြင်9နှစ်သက်တမ်းတိုးဆိုင်ငန်း9ရန်ကကိုလည်းထက်ဝက်လျှော့ပေးမယ်သဘောတူလားကိုကျေးဇူးတင်ပါတယ်ဒန်တေးတငယ်ချင်းဒါပေမဲ့ကျွန်တော်မှာစီကန်းချက်3ခုရှိတယ်ပထမအချက်အိမ်ယာရုံးရဲ့တရားဝင်ကောင်းကနေထိတ်ဆုံးမှပြင်ပြန်ချင်းပြီးဈေးနှုန်းတက်တဲ့ကိစ္စအတွက်ရက်ကွက်တစ်ခုလုံးကိုလူသိရှင်ကြားတောင်းပန်စာတင်ရမယ်ဒုတိယအချက်နေထိုင်သူ President ကရက်ကွက်စည်းဝေးမှာလူတိုင်းရဲ့ရှေ့မှောက်မှာလူသိရှင်ကြားတောင်းပန်ရမယ်စာလောင်ခဲ့ရတဲ့အိမ်နီးနားချင်းတိုင်းကိုခေါင်းငုံပြီးအနုညွတ်တောင်းပန်ရမယ်တတိယအချက်စိတ်ကြိုက်စာပူဖေးဆိုင်ကိုချက်ချင်းပြန်ဖွင့်မယ်ဒါပေမဲ့မန်နေဂျာ Grover တေချာနာထောင်ပါအခုကုန်ကျန်းစရိတ်နဲ့လောအားခတွေတက်ကုန်ပြီးတယောက်ကို$15ကြိုက်တာစာစိတ်ကြိုက်စာဒါကကျွန်တော်ရဲ့အနေဆုံးစီကံပဲအရင်တုန်းက$10ဆိုတာကျွန်တော်ရဲ့ကျင်နာရရုံမှုအခု$15ဆိုတာကျွန်တော်ရဲ့တမနီစီကံပဲဒီလူတွေတင်ငန်းစာရတဲ့ကျင်နာမှုဆိုတာတကယ်ပတ်စံနဲ့ရယူရတာဘယ်သူမှမဆိုကျွန်တော်ရဲ့ကျင်နာမှုကိုလာနှင်းချရင်သူတို့ရဲ့ဝမ်းစာရေးကိုကျွန်တော်ပြန်နှင်းချပြင်မယ်နောက်ဆုံးတော့တောင်းပန်စာလာပြီးပဲဘာလို့ဒီလောက်ကြာနေတာလဲမင်္ဂလာပါအိမ်နီးနားချင်းတို့ကျွန်တော်က9လွာက President ပါကျွန်တော်ဟာအတ္တကြီးပြီးထောင်ရတဲ့သူတယောက်ဖြစ်မှန်းဝန်ခံပါတယ်တခြားသူတွေရဲ့ခံစားချက်ကိုတစ်ခါမှမငဲ့ကွက်ခဲ့ပါဘူးအဖွားတော်လီကျွန်တော်တောင်းပန်ပါတယ်အဖွားစာလောင်လုံးလို့လဲကျသွားရတာကျွန်တော်ဖြစ်ပါဒီအကျွေးကိုကျွန်တော်ဘယ်တော့မှဆက်နိုင်မှာမဟုတ်ပါဘူး။အိုဖျားသခင်အဲ့ဒီဆိုင်ဘုတ်ကိုကြည်စမ်းတန်တေးမင်းကတော့သူတို့မျက်နှာကိုခွာပြီးနေရန်ပေါ်ကတ်ထားလိုက်တာပဲ။ဂယုစိုက်ပါဖွားအားရပါရစားကြပါညီကိုတို့အာမနာနဲ့မလောက်ရင်ဒုတိယအကြိမ်ထက်ယူထမင်းကတော့အကန့်အသတ်မရှိဘူးစီကန်းဟောင်းအတိုင်းပဲ။တန်တေးအတန်နဲ့ရှော့ဦးလဲချောင်းကွဲဦးမယ်ငါဒီဝက်သား2ဦးကိုစောင့်ကြည့်လိုက်မယ်မင်းရှိဘက်ကိုသွားကင်တွေရပြီအဖွားတော်လီအနားယူပါလူပန်းဦးမယ်တန်တေးငါကိုအဲ့ဒီဝက်သားချိုးချင်းတယောက်ထပ်ထည့်ပေးဦး$15ဆိုတော့3ပွဲစားရင်တော့ငါအမျက်ထွက်သေးတယ်ရစီရမယ်အကိုမလောက်ရင်ထက်ယုံမယ်ကျွန်တော်တို့ရဲ့$15ကစိတ်ကြိုက်စားပဲအလုတ်ခွင်ကိုဘိုင်းဟောင်းလောင်းနဲ့သွားလို့ပဲဖြစ်မလဲဒီကီဒီနေ့ဘယ်နှပွဲမြောက်ရှိပြီလဲအစားကောင်းလားကြည်လားတေးချတာပေါ့ဒန်တေးရဲ့လက်ရကိုအလားဟတမဖြစ်စေချင်ဘူးဒါအပြင်ငါမိမကဒီနေ့ပတ်စံအလုံးလောက်ပေးလိုက်တယ်ဘိုက်ပေါက်မတက်စားခဲ့လို့မှားလိုက်တယ်နေပါဦးဒါကတကယ်ဖြစ်ခဲ့တဲ့ဇလန်းလားအစားတောက်တွေမွေးလုံးလို့အတိုင်ခံရတယ်ဟုတ်လားမင်းကဒီနေရာကိုအသက်ရောက်တာဖြစ်ရမယ်လားထိုင်ဦးငါပြောပြမယ်ဒီဇလန်းကပြောရင်တကောင်ကြော်လိုက်မယ်ထိုင်ပြီးနားထောင်ဆန်းမဟာဆန်နဲ့မဟုတ်ဘူးနှလုံးသားရှိတဲ့ဒန်တေးဆိုတာရှိခဲ့ဘူးလေ$10နဲ့စိတ်ကြိုက်စားသူဒါကို9နှစ်တိုင်လုပ်ခဲ့တာပြီးတော့မှ9လွာကိုလူချမ်းသာသားတယောက်ပြောင်းလာပြီးအစားအသောက်တွေကမွေးလုံးလို့သူ့ဝိတ်ချတာပျက်စီးပါတယ်ဆိုပြီးတိုင်ခဲ့တာပေါ့ပြီးတော့ဒါကိုမှတ်ထားပါအစ်စ်ကလေးဒီရက်ကွက်ထဲမှာမင်းအတန်ကြဲကြဲអော်လို့ရတယ်ပန်းချန်ထဲမှာကတ်လို့ရတယ်လမ်းဘေးဆိုင်ဖွင့်လို့ရတယ်ဘယ်သူမှမင်းကိုမနှောက်ယှက်ဘူးဒါပေမဲ့မင်းပါပဲလုပ်သမင်းချက်ဒန်တေးတာကိုတော့ဘယ်တော့မှသွားမရှုံနဲ့